အမျိုးသမီးတစ်ယောက်ဟာကျောင်းတစ်ကျောင်းမှာတပတ်ကြာအစားထိုးဆရာမအဖြစ်တာဝန်ကျပါတယ်။သူမအတန်းထဲရောက်တာနဲ့ကျောင်းသားတွေကိုအကုန်ထိုင်ခိုင်းပြီးသူ့ကိုယ်သူစတင်မိတ်ဆက်လိုက်တယ်။စာကာမီဆိုတဲ့ကျောင်းသားလေးကတော့ဒီမျက်နှာသစ်ဆရာမလေးကိုကြည့်ပြီးတော်တော်လေးစိတ်ဝင်စားသွားခဲ့တာပေါ့။အဲ့ဒီနောက်ဆရာမကကြောက်တင်ပုံပေါ်မှာသူ့နာမည်ကိုအာဆုကနာကာမချီလို့ရွေးပြပြီးသူဟာဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာကြားပြီးဖြစ်ကြောင်းပြောပြရင်းသင်ခန်းစာတွေကိုဆက်တင်ပါတယ်။အဲ့ဒီနေ့ညအတန်းတွေအားလုံးစိမ့်လို့ကျောင်းသားတွေအိမ်ပြန်ကုန်တဲ့အချိန်မှာတော့အာဆုကဟာကျောင်းအဆောက်အုံထဲမှာလှည့်ပဲကြည့်ရှုနေရင်အတန်းတချို့ကိုကြားလိုက်ရတယ်။သူမကသမီးနဲ့လိုက်ထိုးကြည့်တော့အတန်းကတေးဂီတာခန်းထဲကလာနေတာပါ။အထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ကောင်လေးတစ်ယောက်တချင်းဆိုရင်ဂီတာတီးနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးဟာဆီယာမကိုမြင်လိုက်တာနဲ့လန့်ပြီးအဆောက်အုံပေါ်ကနေခုန်ချသူ့ဆက်ပေးစီအပြေးသွားပြီးမောင်းပြေးသွားပါတော့တယ်။အာဆုကကျောင်းအန်းနဲ့ကြံခဲ့ပေမဲ့အဲ့ဒီနေရာမှာကောင်လေးကြံခဲ့တဲ့အတန်သွင်းဆက်လေးတစ်ခုကိုတွေ့သွားတယ်။အထဲမှာသူဘယ်နှခေါက်တောင်ကျင်းထားလဲဆိုတဲ့အတန်သွင်းချက်တွေရှိနေတာပါ။အာဆုကတော့သူ့အတန်လေးကိုတော်တော်လေးသဘောကျသွားပုံပဲ။တစ်ဖက်မှာလည်းအဲ့ဒီကျောင်းသားဟာသူ့အတန်သွင်းဆက်ကြံခဲ့မှန်းထီလို့ကျောင်းကိုပြန်လာခဲ့တယ်။သူပြန်ရောက်တဲ့အချိန်မှာတော့ဆီယာမကသူ့အတန်သွင်းထားတာတွေကိုနားထောင်နေတာကိုတွေ့သွားတာပေါ့။ဆီယာမကသူ့ကိုတချင်းတစ်ပုလောက်ဆိုပြောဖို့တောင်းဆိုတော့သူလည်းဂီတာတီးပြီးဆိုပြလိုက်တယ်။အာဆုကတော့သူ့အရေးချင်းကိုတကယ်ကိုသဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အာဆုဟာအလုတ်လက်မဲ့ဖြစ်သွားခဲ့တယ်။သူငယ်ချင်းဖြစ်သူအဆိုပြု propose ခံရတာကိုဘေးကနေကြည့်နေရင်းနဲ့သူကိုယ်တိုင်လည်းအလုတ်အသစ်တစ်ခုရှာတွေ့သွားကြောင်းပြောပြလိုက်တယ်။အဲ့ဒီအလုတ်ကတော့အဆောင်မှာနေပြီးအိမ်ဖိလုပ်ပေးရမယ် live in house မှာတာအလုပ်ပါ။လားစာနဲ့ခန်းစားခွင့်တွေကတော်တော်လေးကောင်းလွန်းတာကြောင့်သူဒီအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနောက်သူဟာအလုပ်ရှင်တွေစီတွားရောက်တွေ့ဆုံတဲ့အခါမှာတော့ဟာနာမာကီ entertainment ကမန်နေဂျာဖြစ်သူကင်ဂျီဆိုအီနဲ့တွေ့ဆုံခဲ့ပါတယ်။မန်နေဂျာကသူမကိုနှစ်ပတ်ကြာအစမ်းခန့်အဖြစ်ခန့်ထားမယ်လို့ပြောလိုက်ပြီးအဲ့ဒီနောက်မှာတော့နောက်အပိုက်မှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါခင်ဗျာ။